မင်္ဂလာပါရှင်ရွမ်းချီတဲ့ဗုဒ္ဓဗီဒီယိုလေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ညီမဒီဗီဒီယိုထဲမှာပေါ့နော်ချီပါလေးတွေတက်ရောက်ပါတယ်ရှင်လေးရကန်ချီပါချိတ်လေးပါလောကဟမ်မိတ်လေးပါရှင်ဟမ်မိတ်ကိုမှလေးရကန်ချိတ်ကလေးကိုမှညီမအတွင်းသားလေးပြပေးပါမယ်ရှင်ဒါဝယ်နေချမမတွေဆိုသိတယ်ပေါ့နော်အဲဒါညီမတေချာလေးပြပေးပါမယ်ရှင်ဒါတော့သူ့ရဲ့အပြင်ချိတ်နိုင်လေးပေါ့နော်ဒါအပြင်ချိတ်နိုင်လေးပါသူ့ရဲ့အတွင်းကြည့်တွေကဒီလိုလေးပါရှင်ဒါတွေအတွင်းကြည့်နေပါရှင့်ဒါတွေကတော့အပြင်ကြည့်နေပါရှင့်တချို့မမတွေပေါ့နော်လက်ရက်ကန်နဲ့စီးရက်ကန်ဘာကာနဲ့ဆိုမင်းတွေတော့ဒါအခုညီမကြိုက်ထားတာဒါအတွင်းကြိတ်နိုင်လေးပေါ့နော်ဒါလေးဆိုရင်တော့အတွင်းကြည့်လေးပါဒါလေးဆိုရင်တော့အပြင်ကြည့်လေးပါရှင့်ဒါအတွင်းနဲ့ကြည့်လေးကိုညီမတေချာလေးပြပေးတာပါရှင့်ဒါလက်ရက်ကန်ကြည့်ပါချိတ်ရဒီတစ်ခေါက်ဆိုရင်ပေါ့နော်နီညိုဆိုရင်တော့ဒီဇိုင်းလေးနည်းနည်းစုပ်တယ်ပြီးတော့ဒီအညိုလေးပေါ့နော်အညိုလေးဆိုရင်လည်းဒီဇိုင်းလေးစုပ်ပါတယ်ရှင့်မမတို့အညိုလေးတွေမြောင်နေတဲ့မမတွေဆိုရင်ဒီတစ်ခါအညိုလေးတွေများပါပါတယ်ရှင်ဗီဒီယိုလေးကိုတွေ့တာနဲ့လာပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ရှင့်ညိုလေးရကုန်မြန်လို့ပါရှင်ဒါဆိုညီမလေးအစိမ်လေးနံပါတ်လေးနဲ့ပြောသွားပေးမယ်နော်ခြေသားနာလေးရလည်းညီမတို့ရွေးဟန်ချီလေးအကြောင်းလည်းသိထားပြီးသားဆိုတော့အစိမ်လေးတွေကိုနံပါတ်လေးနဲ့ပြတ်သွားပေးပါမယ်ရှင့်ဈေးနှုန်းလေးကကြောက်တကွေးကို3800ပါရှင်3800ပါရှင်ဒါလေးဆိုရင်ပေါ့နော်ဒါကညီမတို့ဒီအောက်ခံလေးကတော့ရေဆိုဒီဇိုင်းလေးပါရှင်ရေဆိုဒီဇိုင်းရောမလို့အထည်လေးတွေတိုင်းနေတွေ့တယ်ဆိုရင် CV ထဲမှာ separate shot လေးနဲ့လာရောက်ယူအားပေးလို့ရပါတယ်ရှင်ဒါလေးဆိုရင်နံပါတ်မှာ1ပါရှင်ဒီလိုလေးပါနော်မလို့ separate shot လေးယူလို့ရအောင်ပါရှင်နံပါတ်1ပါရှင်ဒီလိုလေးဖြတ်ပြပေးမယ်နော်နံပါတ်မှာ1ပါဒါလေးကလေလှတယ်နော်ညီမကတော့လှတယ်ပေါ့ဘာလို့လဲဆိုတော့ဒီအောက်ခန့်လေးကကြတော့လေအပြာလေးကိုခဲဖောက်ထားတာခဲပေါက်ထားတော့မှအပေါ်ကချိတ်နိုင်လေးကကြတော့အပြချိတ်နိုင်လေးပေါ့နော်အပြချိတ်နိုင်လေးဆိုတော့လေဘယ်လိုပြောမလဲဆိုလုံးဝအရစ်ကိုတုံးထားတာမဟုတ်တော့လေချိတ်နိုင်ပုံပုံလေးနဲ့လှတယ်နော်ဒါလေးဆိုရင်နံပါတ်မှာ1ပါရှင်ဒါဆိုကညီမအကင်လိုက်တဲ့အညိုလေးပါရှင်အညိုလေးဆိုရင်ပေါ့နော်ကာလာလိုင်းရဲ့နှစ်ယောက်ကမတူပါဘူးရှေ့ဒီလိုကန့်ကြည့်လိုက်ရင်သိတယ်ပေါ့နော်မတူတဲ့အတွက်ကြောင့်မလို့နံပါတ်လေးနဲ့လာပေးပါနော်ဒီလိုလေးရှင်းပြထားတယ်ဆိုတာကရှင်းပြမှသူ့ရဲ့အရာမတူတာလေးကိုသိလို့ပါရှင်ဒါလေးဆိုနံပါတ်မှာ3ပါရှင်ဒီညိုလေးကနံပါတ်3ပါရှင်နံပါတ်3ပါရှင်ဒါနောက်ထပ်အညိုလေးတစ်ယောက်ပြပေးပါမယ်အညိုလေးကချိုက်တာယူမလို့ကာလာလေးတွေလည်းနည်းနည်းအနည်းလေးတွေအစုံရတဲ့အတွက်ကြောင့်မလို့ဒါလေးဆိုနံပါတ်မှာ4ပါရှင်နံပါတ်4ပါရှင်။ဘာနော်နံပါတ်မှာ4ပါရှင်။ဒါလေတော်လာတယ်တအားလာတယ်နော်မလို့မြေတဲ့ရောင်လေးက तू ကအပြာလေးကညီမတို့ဒီမိုးပြလေးလားဘယ်လိုပြောမလဲမသိဘူးเนาะအဲ့ဒီအပြာလေးကိုမှတေထားတဲ့ရောင်လေးကလေအပြင်မှာလည်းတော်တော်လာတယ်ဒါလေးဆိုနံပါတ်မှာ5ပါရှင်နံပါတ်5ပါရှင်ဒီပါနော်နံပါတ်5ပါရှင်ဟဲ့မြေကြောင်းပြီမမလည်းကောင်းလို့နံပါတ်6ဒါလေးကနံပါတ်မှာခေါ်ပါစေဒါလေးတွေပေါ့နော်ပြီးခဲ့တဲ့အခေါက်တွေကထပ်ပြီးတော့မရလိုက်တဲ့မမတွေရှိတဲ့တွေ့ကြမလို့ဒါနံပါတ်မှာ6မှာထပ်ပြီးတော့ခတ်ထပ်ပေးပါတယ်နံပါတ်မှာ6ပါရှင်ဒါလေးဆိုရင်တော့နံပါတ်မှာခေါ်ပါရှင်ဒီမှာအစင်းလေးနည်းနည်းများတဲ့တွေ့ကြမလို့ကြိုက်ပြပေးလိုက်မယ်နော်ဒါလေးကနံပါတ်မှာခေါ်ပါကာလာလေးတွေကလေလောကအပြအောင်တိုင်းညီမတို့ချိန်ထားပေးပါတယ် separate shot လေးနဲ့လာရင်တော့အရာလေးတွေမှန်ပါတယ်ရှင်ဒါလေးဆိုနံပါတ်မှာ8ပါရှင်နံပါတ်8ပါရှင်ဒါညီမဝတ်ထားတဲ့ဝိုင်းကြီးအရောင်လေးပေါ့နော်ဒီဇိုင်းလေးတော့ကွဲပါတယ်ရှင်ဒါလေးဆိုရင်နံပါတ်မှာ8ပါရှင်ဒီနေ့ဒီတစ်ခါကလည်းပို့ပြီးတော့လာတယ်နံပါတ်မှာ9ပါရှင်ဒါလေးကနံပါတ်9ပါရှင်မလို့ separate shot လေးနဲ့ CV ထဲမှာမေးလို့ရပါတယ်ရှင်ဒါဒီအရောင်လေးဆိုရေပေါ့နော်ပြီးခဲ့တဲ့ခေါက်ကတော်တော်များများမရလိုက်ပါဘူးရှင်ဒီတစ်ခေါက်ထဲမှာလည်းထပ်ပြီးတော့ညီမတို့ယူထားပေးပါတယ်ရှင်နံပါတ်မှာ10ပါရှင်ဒါလေးကနံပါတ်10ပါနံပါတ်မှာ11ပါရှင်နံပါတ်မှာ11ပါရှင်ဒါလေးကနံပါတ်မှာ12ပါရှင်ကြောက်လေဒါလေးဆိုရင်နံပါတ်မှာ12ပါရှင်ဒါလေးကနံပါတ်မှာ13ပါရှင်မလို့ဒီအပြင်ရောင်တိုင်းပေါ့နော်တူအောင်ညီမတို့တေချာလေးကြိုက်ပြပေးပါတယ်ဒါလေးကကျတော့ရေဆိုအောက်ခံဒီဇိုင်းလေးပါဒါလေးဆို73ပါရှင်အခု
ပြတဲ့ဒီဇိုင်းလေးဆိုရင်ညီမဝတ်ထားတဲ့ညူဒီဇိုင်းလေးပါအဲ့ထက်မှဆိုရင်လည်းပဲဟိုကာလာလေးတွေရောအရာလေးတွေရောပါအစုပ်ပါတယ်เนาะဒါလေးဆိုနံပါတ်မှာ14လာတယ်เนาะသူကကြောက်လို့ရအဖြူဖောက်ကျော်ချိန်နိုင်တွေရောပေါ်နေရောအောက်ခံမှာရေစုလေးတုပ်ထားတော့တော်တော်ကိုကြွပြီးတော့လာတယ်เนาะဒါလေးဆို14ပါရှင်သူလည်းလာတယ်အကုန်လုံးလာနေ15နံပါတ်မှာ35မလို့ကြိုက်တာရွေးတအားလာတယ်เนาะနံပါတ်မှာ35ပါရှင်ဒါသူ့အညိုလေးကလည်းတစ်မျိုးလေးပေါ့เนาะကာကီပေါ်မှာအညိုလေးဖောက်ထားတာနံပါတ်မှာ36ပါရှင်ဒါလေးကနံပါတ်မှာ16ပါရှင်နံပါတ်မှာ30ခေါ်ပါရှင်အစိမ်းနုလေးပေါ့နော်စိမ်းနုပေါ်မှာအဖြူချိုက်လိုက်လေးပါရှင်နံပါတ်မှာ30ခေါ်ပါရှင်ဒါလေးတွေလည်းထပ်ဝေထားတယ်38ဒါပြီးခဲ့တဲ့ခေါက်ကပါတယ်မရလိုက်တဲ့မမရေဆိုရပေါ့နော်ဒါလေးကိုနံပါတ်မှာ38ပါရှင်38ပါရှင်နံပါတ်မှာ39နံပါတ်မှာ39ပါရှင်သူကကြတော့လေပြီးခဲ့တဲ့ခေါက်ကဒါလေးလဲပါတယ်ဒါပေမဲ့ဟိုမရလိုက်တဲ့မမတွေရှိတယ်เนาะဒါလေးဆိုနံပါတ်မှာ20ပါရှင်လက်ရကချီပါချိတ်လေးပါရှင်ရေလျှော်မိမှုတိုင်းလို့ရတယ်ချီမကြုတ်ပါဘူးရှင်ဒါလေးကလေအပေါ်မှာတင်ထားတဲ့အရာစိုးစိုးကချိတ်လိုက်နဲ့တူတယ်ဒါလေးကနံပါတ်22ဒါပေမဲ့သူ့ရဲ့အရာကလေတနက်ခါရောင်လေးပေါ့နော်ဆိုဟိုလိုမျိုးအဝါမျိုးတော့လေတအားကြီးမတောက်နေဘူးငြိမ်လေးနဲ့သွားတာပါရှင်ဒါလေးကနံပါတ်မှာ22ပါရှင်ဒီလီညိုလေးကလေသူ့ရဲ့ဒီဇိုင်းလေးကလည်းတစ်မျိုးလေးသွားတယ်เนาะနံပါတ်မှာ23လာနေရောလောလာတယ်23ဒီအခိုင်လေးပေါ့เนาะဘာခိုင်လေးနံပါတ်မှာ23ပါရှင်ဒါလေးကနံပါတ်မှာ24ပါရှင်24ပါရှင်မလို့တေချာလေးမြင်အောင်ပြပေးမယ်เนาะဒါလေးကနံပါတ်24ပါရှင်သူကလေသူ့ရဲ့အောက်ခံလေးကပန်းလေးပေါ်မှာညီမတို့ဒေါနအချောက်ကလေးပေါ့เนาะနံပါတ်မှာ25လာတယ်เนาะနံပါတ်မှာ25ပါရှင်ဒါလေးဆို25ပါရှင်26ပါရှင်ဒါသူညီမဒီကြိုက်ပြထားတာတွေကလေသူ့ရဲ့ရေစုလေးပေါ့နော်ဒါသူ့ရဲ့ရေစုဒီဇိုင်းလေးပြရအောင်ပါရှင်ဒါလေးဆိုနံပါတ်မှာ26ပါရှင်26ပါရှင်နံပါတ်မှာ20နဲ့ခေါ်ပါရှင်ဒါလေးကနံပါတ်20ခေါ်ပါရှင်30ပါရှင်ယောဂီယုံမှာလောကအနစ်ဖြစ်သွားတာတချို့မှတွေကြိုက်တယ်နော်ဟိုဘာပြောလဲချောကလက်အဖြုတ်မျိုးမဟုတ်ဘဲနဲ့လောကအရစ်ဖြစ်ကိုသွားတဲ့ယောဂီလေးလူလေးပါနော်အမတေချာလေးစကွယ်ရှော့လေးဖန်လို့ရအောင်ပါယောဂီအရစ်ကလေးပေါ့နော်တော်တော်လာတယ်မကြီးအနီးကပြပေးမယ်နော်ဒါသူရဲ့အနီးကချိန်တိုင်းလေးကျင်းလိမ့်နေရောခတ်ထားတာလေးရခတ်သွားတအားကောင်းပါတယ်ရှင်ဒါလေးဆိုရင်တော့ဒါ28ပေါ့နော်28သူကကျတော့အဲ့ဒီယောဂီအရစ်ကိုမှညီမတို့အဖြူချိတ်လိုက်လေးတင်ထားတာဘယ်လောက်လာလဲဆိုပြီးတော်တော်လာတယ်ဆိုတော့ရင်ပြီးတော့နန်းဆန်တဲ့အလှမျိုးဒီချိတ်ကလေးကလေဒါလေးကနံပါတ်မှာ29ပါရှင်30ပါရှင်နံပါတ်30ပါရှင်နစ်ပြပေါ်မှာနစ်ပြချိတ်လေးပေါ့နော်လူတော်များကြိုက်တဲ့ချိတ်လေးပါ31ပါရှင်ဒါလေးကတော့အနစ်ခံလေးပါနံပါတ်မှာ32ပါရှင်နံပါတ်မှာ32ပါရှင်ဒီလိုလေးပါနော်သူ့ရဲ့ချိတ်လန်လေးကအနစ်ပေါ်မှာအနစ်ဖောက်လေးပါရှင်ဒါလေးကနံပါတ်33ပါရှင်ဒီပါနော်ဒါကတ်နေတာလေးနံပါတ်မှာ33ပါရှင်ဟိုသူလည်းလာနေရောလောကတော့ညီမတို့ယောဂီလေးပေါ်မှာတင်ထားတာလေးကလေဒီသနခါဝါလေးတင်ထားတာနော်တအားလာတယ်34ရောင်လေးလေးစက်ထားတာတော်တော်ကြွနေရောချိန်နိုင်လေးတော်တော်လာတယ်နော်နံပါတ်မှာ34ပါရှင်အညိုလေးလေးလာပါပြီရှင်34ပြီးတော့35ပါရှင်
ဒီညိုလေးလည်းအဲ့လိုပဲဒီလိုချိန်လိုက်ထဲမှာကာလာလေးကိုအနူးရည်လေးမသိမ်းမြဲလေးပေါ့နော်ဒီလိုလေးကန့်ကြည့်လိုက်မတူဘူးနော် तू ကနည်းနည်းအောက်ခံနူးတဲ့ဖက်ကိုသွားတယ် तू ရဲ့အောက်ခံရနည်းနည်းရစ်တဲ့ဖက်ကိုသွားတယ်ပေါ့နော်ဒါလေးဆိုနံပါတ်မှာ35ပါရှင့်နံပါတ်မှာ35ပါရှင့်ဒါလေးက36ပါရှင့်နံပါတ်36ပါရှင်ဒါနီညိုထဲကနောက်ထပ်ဒီဇိုင်းတစ်မျိုး30နဲ့ခေါ်ပါရှင်ဒီဇိုင်းလေးနည်းနည်းစုပ်တယ်မလို့စိတ်ကြိုက်ရွေးလို့ရပြီเนาะ30နဲ့ခေါ်ပါရှင်တိချလေးကြည့်လို့ရတယ်เนาะသူ့ရဲ့ချိတ်လိုက်လေးကိုတိချလေးညင်လို့ရအောင်ညီမအနီးကလေးတိချပြပေးတာပါရှင်ဒါလေးဆိုနံပါတ်မှာ38ပါရှင်38ပါရှင်39ပါရှင်နံပါတ်မှာ39ပါရှင်40ပါရှင်ဒါလေးဆိုနံပါတ်မှာ40ပါရှင်သူလည်းတစ်မျိုးလာတယ်နော်အစင်ဦးလေးနုံနုံလေးနဲ့တချို့လေချိန်လိုက်ကြီးတအားမကြိုက်တဲ့မမတွေရှိတယ်အဲ့ဆိုဒီလိုနုံနုံလေးဆိုလာတယ်နော်41ပါရှင်41ပါရှင်ဒါလေးကကြတော့လေဟိုချိတ်လေးမကြိုက်တဲ့မမတွေတွေ့ပေါ့နော်မတ်တက်အစင်လေးတမှုထူရောချေတဲ့မမတွေဆိုရင်42ပါရှင်နံပါတ်မှာ42ပါရှင်42သူကတော့အဲ့မတ်တက်လေးကိုမှာပေါ့နော်ညီဆိုလေးလိုလောက်ထားတဲ့နံပါတ်မှာ43ပါရှင်ထိုင်နည်းနည်းများတဲ့တွေ့ကြမှာညီမတွေနည်းနည်းလေးတော့လေစပရက်ရှော့တော့ရိုက်လို့မိမယ်ထင်တယ်နော်နည်းနည်းလေးမြန်သွားလားမသိဘူးเนาะမလို့ဒါလေးဆိုရင်44ဒါနစ်ပြပေါ်မှာနစ်ပြဖောက်လေးနံပါတ်မှာ44ပါရှင့်ဒါလေးက45ပါရှင့်45ပါရှင့်46ပါရှင်40နဲ့ခေါ်ပါရှင်ဒီလိုပါနော်ချိန်လိုက်လေးတေချာလေးပြပေးမယ်နော်ဒါလေးက48သူလည်းပဲအညိုလေးပေါ့နော်အညိုလေးကိုနံပါတ်မှာ48အညိုချိန်လိုက်လေးနော်လာတယ်နော်ဒါလေး48သူကလည်းတစ်မျိုးလာတယ်သူ့ရဲ့ချိတ်ကလေးကလေညီမတို့ဒီအသေးလေးပါထက်ပေါ့အသက်ကနုတ်လေးပေါ့နော်49ပါရှင်နံပါတ်မှာ49ပါရှင်ဒါလေးကနံပါတ်မှာ50ပါရှင်50ပါအဲ့ဆိုညီမပြသွားတဲ့အထက်လေးတွေကအထက်လေးနဲ့50ရှိပါတယ်ရှင်စကရင်ရှော့လေးရိုက်လို့မိလားမသိဘူးเนาะညီမအထက်လေးတွေရောလေဟိုအယောင်မှန်လေးတွေလောကမှန်တဲ့တွေးကြမှုအမတို့စကရင်ရှော့အနေနဲ့လာပြီးရတော့နံပါတ်လေးရပေါ့เนาะပြောနံပါတ်လေးပြောလဲရတယ်ညီမတို့ပြပေးမယ်ပေါ့အဓိကနံပါတ်လေးပြတာလေအမတို့စကရင်ရှော့ယူလို့အဆင်မပြေတဲ့မမတွေတွေ့ဆိုရင်နံပါတ်လေးနဲ့ပြောလို့ရပါပြီးရင်ညီမတို့ဒီနံပါတ်လေးတိုင်းကိုလည်းပဲ post မှာဓာတ်ပုံလေးရိုက်ပြီးတော့တင်ပေးပါမယ်เนาะ video file လေးကိုကြည့်လို့အဆင်မပြေတဲ့မမတွေရှိတဲ့တွေ့ကြမှုလို့ဓာတ်ပုံလေးနဲ့လည်းရိုက်ထားပြီးသားကိုညီမတို့နေ့ပြန်ကြရင်တင်ပေးပါမယ်ရှင်ညီမတို့မှာပေါ့เนาะလက်ကားစီးတဲ့ရှိတဲ့တွေ့ကြမှုလို့လက်ကားဝယ်ယူခြင်းတဲ့မမတွေဆိုရင်လည်းပဲပိတ်ထဲမှာလာပြီးတော့လက်ကားလေးဝယ်ရလာရဝယ်ယူအားပေးလို့ရပါတယ် video file လေးတွေ့တွေ့ချင်းကြည့်မယ်ဆိုရင်ပေါ့เนาะအစင်လေးတွေစုပ်ပါတယ်ဟိုပေါ့เนาะဟိုဝါစိတ်ချုပ်ချင်တဲ့မမတွေဆိုရင်တကယ်ချင်းနှစ်ယောက်တူတူချုပ်ချင်တယ်ဆိုရင်ပေါ့နော်သုံးဝင်းယူလို့ရတယ်ပေါ့နော်အဲဆိုရင်တော့ဝါစိတ်နှစ်ယောက်ချုပ်လို့ရပါတယ်ရှင်လက်ကယူချင်တဲ့မမတွေရောလက်ယူချင်တဲ့မမတွေရောပိတ်ထဲမှာအစိမ်လေးတွေ့တာနဲ့ဦးပြားလေးရွေးလို့ရပါတယ် view file လေးကိုစောအောင်ကြည့်ပေးတဲ့တွေ့လဲကျေးဇူးအများကြီးတင်ပါတယ်ရှင်